ဥတော့တက်ကြီးပြီးကြက်ကြောင်မပြောပဲနဲ့ဖះတရားကြောင်ပြောပါလားကဲဖះတရားကြောင်ဟောမယ်မင်းတို့ကြော်လိုက်ကြတော့ဒီလူလေးကြော်လိုက်ကြတော့ဖះတရားကြောင်ပြောရင်ကြော်တယ်ကြက်ကြောင်ပြောရင်မကြော်ဘူးဟုတ်လားအဲ့တော့ဖះတရားကြောင်ဟောမယ်အဲ့တော့ငါဟောမဲ့တရားတွေမှာဘယ်သူမှမဟောဘူးငါကြက်သမားကြီးကြည်စီတန့်ဟောတဲ့တရားဟုတ်ကဲအဲ့တော့နှလုံးလေးတွင်းပြီးတော့နားထောင်ကြကံ5ပါးလို့ပြောတယ်ဥပဒေကံ3ပါးတဲ့ကံ3ပါးဟောမယ်ဒီကံ3ပါးထဲမှာတပါးလွတ်တယ်ဒီတရားလေးကိုဟောမှာအဲ့တော့ကာယကံဝစီကံမနောကံနော်ကာယကံကျက်သမားတယောက်တာမယာရှိတဲ့မိန်းမပဲဖြစ်ဖြစ်မိန်းမအလွတ်ပဲဖြစ်ဖြစ်ဒါသူကိုရီလက်ရောက်ကျူးလို့ရှိရင်ဒါဟာမကောင်းဘူးကာယကံမြောက်တယ်ဒါမကောင်းတဲ့ຢာပဲနော်အဲ့ဒီတော့နောက်ဝစီကံလူတယောက်လွတ်တီဖြစ်စီမလွတ်တီဖြစ်စီမိမတယောက်ကိုဝစီနဲ့နှုတ်နဲ့ဓာတ်ရိုက်ကျေလောင်စွာကြားတယ်အချက်တကွဲအကျိုးနေတည်တယ်ဒါဆိုရင်လေဒါသူများအတွက်မကောင်းဘူးဒါငရဲကြမဲ့ခံနော်အဲ့တော့ကာယကံဝစီကံမနောကံဆိုတာဟိုမှာမိန်းလေးတယောက်မျိုးလှတာပေါ့တောင်းတာပေါ့ချောတာပေါ့ဒါမျိုးစိတ်ကနေနဲ့ပြစ်မှားတာဒီလိုပြစ်မှားခြင်းဆိုရင်ကျက်သမားတွေအဲ့ဒီကာယကံဝစီကံမနောကံထဲမှာမနောကံမင်းတို့ဘာဥပမာမရောက်ဒါဘေးမှဖြစ်နော်ဒါကောင်းတဲ့အလုပ်ဘာဖြစ်လို့လူတယောက်ကစိတ်နဲ့အမြင်အာယုံနဲ့အနံ့နဲ့ဒီအာယုံအားလုံးကိုပေါင်းလို့ရှိရင်တဏှာလို့ခေါ်တယ်ဒီတဏှာထဲမှာကိုတိလက်ရောက်လည်းမကျူးလို့ဝစီကနေနဲ့လည်းကျေလောင်သွားရုံရင်ကျန်းသားသွားမကျူးလို့မင်းနဲ့မိမိစိတ်ကနေနဲ့ကျူးလွန်တာကြတော့မနောကံဟုတ်အဲ့တော့ဒီမနောကံဆိုရင်မင်းတို့ကြက်သမားတွေဒါနှလုံးသွင်းပြီးနားတော့မနောကံလေးတော့ပဲလုံးကာယကံနဲ့ဝစီကံအောင်တော့မလုံးမိသေးနဲ့ဟုတ်လားအဲ့တော့ဒီတရားလေးမှာငါတရားမှားရင်မှားလိမ့်မယ်နော်အဲ့တော့ဒီကံ3ပါးကံ5ပါးမဟုတ်ကံ3ပါးထဲမှာ2ပါးကိုတော့ရှောင်ပြီးတော့မင်းတို့တစ်ပါးလောက်ကိုကျူးလွန်ရင်ဥပဒေနော်တရားဟောအကျိုးနှက်ပါတယ်လို့နော်